သူတို့ထင်တာကတားရဲတကောင်ကိုလိုက်ဖမ်းနေတာဒါပေမဲ့တကယ်တမ်းတော့သူတို့ကိုအမဲလိုက်နေတဲ့အရာကမျက်စိတောင်မမြင်နိုင်တဲ့ဂျိုသားတကောင်ဖြစ်နေခဲ့တယ်1919ခုနှစ် Great Plains ဒေသမှာနော်ဆိုတဲ့ခမန့်ချီမျိုးနွယ်ဝင်မိန်းကလေးတစ်ယောက်ဟာစေကူသားသူအဖြစ်လေ့ကျင့်နေခဲ့ပေမဲ့သူ့အကိုလိုအမဲလိုက်မှုဆိုးကြီးဖြစ်ချင်နေတယ်တနေ့သမင်လိုက်ရင်ကောင်းကင်ဘုံမှာထူးဆန်းတဲ့အလင်းတန်းတစ်ခုကိုမြင်လိုက်တဲ့နာရူကအဲ့ဒါကို Thunderbird ရဲ့နိမိတ်လို့ထင်ခဲ့ပေမဲ့အမှန်တော့လူသားတွေကိုအမဲလိုက်ဖို့ရောက်လာတဲ့ဂျိုသား Predator ရဲ့ရင်ဖြစ်နေခဲ့တယ်မကြခင်မှာမျိုးနွယ်စစ်တီတယောက်ကိုတောင်ကျင်းသေးကတိုက်ခိုက်သွားပြီးနာရူကရှာဖွေရေးအဖွဲ့နဲ့အတူလိုက်သွားခဲ့တဲ့ဒဏ်ရာရနေတဲ့စစ်တီကိုသူမကဆေးဖက်ဝင်ပင်နဲ့ကုသပေးပြီးအသက်ကယ်ခဲ့တယ်ဒါပေမဲ့တောထဲမှာတွေ့ရတဲ့ကြီးမားတဲ့ခြေရာတွေနဲ့အရေခုန်ခွာထားတဲ့မွေတကောင်ကတာမန်သားရဲ့မဟုတ်တဲ့အန်ရီတစ်ခုရောက်လာနေပြီဆိုတာကိုဖော်ပြနေခဲ့တဲ့နာရူကထူးဆန်းတဲ့ခြေရာတွေကိုလိုက်ရင်ဖိကန်နဲ့ပြန်ဆုံခဲ့ပြီးသူတို့နှစ်ယောက်ကထဲပနဲ့ပူးပေါင်းကတောင်ကျင်းသေးကိုထောင်ချောက်ဆင်ဖမ်းဖို့ကြိုးစားကြတယ်ဒီကနေထွက်လာတဲ့အင်အားကြီးဟိမ့်တန်နဲ့ထူးဆန်းတဲ့အလင်းရောင်ကြောင့်အာယုံပြက်ပြီးသတိလစ်သွားခဲ့တယ်သူမသတိပြန်ရလာတဲ့အချိန်မှာတော့ထဲပကသူမကိုကယ်ပြီးရွာကိုပြန်ခေါ်လာခဲ့တာဖြစ်တယ်ထဲပကတောင်ကျင်းသေးကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်မျိုးနွယ်ရဲ့ဂုဏ်ပြုမှုကိုရရှိသွားခဲ့တယ်ဒါပေမဲ့နာရူကတော့တောထဲမှာဒီထက်ကြီးတဲ့အန်ရီတစ်ခုရှိနေတယ်လို့ယုံကြည်နေသေးပဲခွေးဆယ်ရီနဲ့အတူတောထဲကိုထပ်မံထွက်သွားခဲ့တယ်လမ်းမှာရှွတ်နုံအိုင်နဲ့နစ်လူနီးပါဖြစ်ပြီးလွတ်မြောက်လာချိန်မှာတော့ဝက်ဝင်ကြီးတစ်ကောင်နဲ့ရင်ဆိုင်ရတဲ့ဝက်ဝင်ကနာရူကိုတတ်တော့မဲ့အချိန်မှာပဲမျက်စိမမြင်နိုင်တဲ့ဂျိုသားပရီဒေတာကရုတ်တရက်ပေါ်လာပြီးဝက်ဝင်ကိုအလွယ်တကူတက်ပစ်လိုက်တယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးနာရူကအသက်လွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်ဒါပေမဲ့သူမမသိသေးတာကအဲ့ဒီပရီဒေတာဟာအခုမှစပြီးလူသားတွေကိုအမဲလိုက်ဖို့ပြင်ဆင်နေတာပဲနာရူထွက်ပြေးနေရင်သူမကိုရှာဖို့လာတဲ့ခမန့်စစ်တီတွေနဲ့စုံခဲ့ပေမဲ့ပရီဒေတာကရုတ်တရက်တိုက်ခိုက်ဝင်လာပြီးအားလုံးကိုတယောက်ပြီးတယောက်ရက်ရက်ဆက်ဆက်တက်ဖြတ်လိုက်တယ်အဲ့ဒီနောက်ပြင်းတစ်သားအမဲလိုက်အဖွဲ့တစ်ဖွဲ့ကနာရူနဲ့သူမရဲ့ခွေးဆာရီကိုဖမ်းဆီးလိုက်တယ်သူတို့ရဲ့ဘာသာပြန်ရာဖော်ကပရီဒေတာအကြောင်းမေးမြန်းပေမဲ့နာရူကဘာမှမပြောခဲ့ဘူးဒါကြောင့်အဖွဲ့ခေါင်းဆောင်ကထဲပကိုဖမ်းထားကြောင်းပြပြီးညှဉ်းပန်းနှိပ်စက်ကနာရူနဲ့ထဲပကိုပရီဒေတာကိုဆွဲထုတ်ဖို့ငါးစာအဖြစ်အသုံးချဖို့စီစဉ်လိုက်တယ်ဒါပေမဲ့အစီအစဉ်ကပြောင်းပြန်ဖြစ်သွားခဲ့တဲ့ Predator ကပြင်းတစ်သားအများစုကိုအချိန်တိုအတွင်းတပ်ပစ်လိုက်ပြီး Naro နဲ့ Debbie ကအဲ့ဒီအခွင့်အရေးကိုအသုံးချကလွတ်မြောက်သွားခဲ့တယ်။ Naro က Surrey ကိုကယ်တင်ပြီးထွက်ပြေးရင်းတေခါနီး Rafael ကိုတွေ့ခဲ့တဲ့ Rafael ကသူ့ရဲ့ Flintlock တနက်အသုံးပြုပုံကို Naro ကိုတင်ပေးပြီးအပြန်လန်အနေနဲ့သူ့တန်ရာကိုကုသပေးဖို့တောင်းဆိုခဲ့တယ်။ Naro ကအရင်ကအသုံးပြုခဲ့တဲ့ဆေးဖက်ဝင်ပင်ကိုပေးလိုက်တော့ Rafael ရဲ့ကိုပူချိန်ကျသွားတယ်။အဲ့ဒီအချိန်မှာပဲ Naro ဟာ Predator ကအပူချိန်ကိုအခြေခံပြီးသားကောင်ကိုရှာဖွေတာဖြစ်ကြောင်းစတင်သဘောပေါက်လာခဲ့တယ်။ရာဖာကတော့ကိုပူချိန်ကျသွားလို့ Predator ရဲ့မျက်စိထဲမှာမပေါ်တော့ဘူးလို့ထင်ခဲ့တယ်ဒါပေမဲ့သူတွေးထွက်နေတဲ့အနံ့ကို Predator ကခံစားမိပြီးခဏအတွင်းမှာပဲ Rafael ကိုရက်ရက်ဆက်ဆက်တက်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာထဲပကရောက်လာပြီး Naro ကိုလွတ်အောင်ထွက်ပြေးခိုင်းက Predator ကိုတယောက်တည်းရင်ဆိုင်ခဲ့တယ်ထဲပကအစွမ်းကုန်တိုက်ခိုက်ပေမဲ့ Predator ရဲ့အင်အားကိုမရှင်နိုင်ပဲအသက်ခံလိုက်ရတယ်အကိုကိုဆုံးရှုံးလိုက်ရတဲ့ Naro ကဝမ်းနဲ့နေမဲ့အစား Predator ရဲ့အားနည်းချက်တွေကိုစူးစီးစဉ်းစားပြီးနောက်ဆုံးအစီအစဉ်ကိုဆွဲလိုက်တယ်သူမကကိုပူချိန်ကျစေတဲ့ဆေးဖက်ဝင်ပင်ကိုတောက်ပြီး Predator ကိုရှွတ်နုံအိုင်ရှိတဲ့နေရာစီအမြင်မအောင်ဆွဲခေါ်သွားတယ်။အရင်ကမြင်ထားတဲ့ Predator ရဲ့မျက်နှာဖုံးကလည်းအနီးမှာရှိနေခဲ့တယ်။ Predator ကသူ့ရဲ့လေဆာလက်နက်ကိုပစ်လိုက်ပေမဲ့မျက်နှာဖုံးမရှိတော့တာကိုသတိမထားမိဘူး။လေဆာရဲ့ပြစ်မှတ်ကမျက်နှာဖုံးရှိရာကိုလိုက်သွားပြီးမြတွေကပြန်လှည့်လာက Predator ရဲ့ခေါင်းကိုထိုးဖောက်သွားခဲ့တယ်။အဲလိုဟာ Predator ရဲ့ခေါင်းနဲ့သူ့ရဲ့အထူးလက်နက်ကိုယူပြီးရွာကိုပြန်လာခဲ့တဲ့မျိုးနွယ်အားလုံးကသူမကိုစစ်တီတော်အဖြစ်အတိအမှတ်ပြုခဲ့ကြပြီးသူမလိုချင်ခဲ့တဲ့ဂုဏ်သိက္ခာကိုနောက်ဆုံးမှာရရှိသွားခဲ့တယ်